ကဲဒီနေ့ညောင်ပင်ဝင်းရောက်တော့ညောင်ပင်ဝင်းထမင်းဝင်စားဖြစ်တာလေးပေါ့နော်မစားရကြာပြီပေါ့နော်ဒီနေ့မှလမ်းကြုံတော့ဝင်စားဖြစ်တာလေးပါညောင်ပင်ဝင်းထမင်းဆိုရင်ကွာကိုကတခြားအရန်ဟင်းနေပါနဲ့စားရတဲ့ကိုပဲလောငရုတ်တီးကြော်လေးနဲ့ဟေးအနစ်ရွှဲရွှဲလေးနဲ့စားတာကိုပိုကြိုက်တယ်ကွာဒါလေးငန်းပြရပြောငရုတ်တီးတောင်းလေးတော့ချပေးထားသေးရပေါ့နော်မပြိုင်ဘောကတော့အများကြီးမစားရဘူးပေါ့နော်ပြီးအချင်းဟင်းလေးလည်းပါတယ်ပေါ့နော်တခုသဘောကျတာကွာသူ့မြို့ကိုလုံးဝလက်လက်ဆက်ဆက်အများကြီးပဲချပြရအောင်သဘောကျရကွာရှောင်းညွန့်နေရောမုံလာတော့ကစော်ဒီရောအစုံကွာသူ့မြို့ဆိုရင်လက်လက်ဆက်ဆက်တည်းကြီးပဲအဲ့လိုစားတာသဘောကျရကွာပြီးတော့ဘာမှမလိုဘူးကိုတို့ကဟင်းရရွှဲရွှဲလေးရယ်ငရုတ်တီးကြော်တောင်လေးရယ်ပဲကြော်လေးရယ်သူ့မြုပ်လေးရယ်ဆိုရင်ရပြီပေါ့နော်ရင်းဆိုရင်ဘေးဆိုင်မညာဆိုင်မဆိုပြီးကြီးများရဲ့ပေါ့နော်အခုနောက်ပိုင်းကျတော့ဘေးဆိုင်ဝင်စားအခုလိုပုံစံလေးပဲစားလို့ကောင်းတယ်ပေါ့နော်ပုံစားဆိုရင်လေဟိုးရင်နေတုန်းကဆိုပုံစားရေးဆိုရင်တိတ်ပြီးတော့စားမကောင်းပေါ့နော်ခုနောက်ပိုင်းကတော့ဒီလိုသူ့မြုပ်စုံလေးနဲ့ချင်းဟင်းလေးနဲ့စားကောင်းလာရပေါ့နော်အဲ့တော့ကြီးမများတော့ပါဘူးကျွန်တော်ဆိုင်မဲ့ဝင်စားလိုက်တယ်ပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်စားလိုက်ပါအောင်မရှင်